မိတ်ဆွေတို့ stock ဈေးကွက်မှာကုမ္ပဏီတွေရဲ့ဝင်ငွေကြေညာချက်ထွက်လာတဲ့အချိန်ဆိုတာစစ်မြေပြင်တစ်ခုလိုပါပဲဒီလိုအချိန်မျိုးမှာဈေးကွက်ကမတီမငိမ်အရန်လှုပ်ခတ်တတ်ပါတယ်တချို့ကတော့အမျက်အစွန်းနဲ့ပြုံးရွှင်နေကြပြီးတချို့ကတော့နောင်တနဲ့ကြံခဲ့ရတာမျိုးရှိပါတယ်ဒါပေမဲ့မိတ်ဆွေအနေနဲ့စနစ်တကျပြင်ဆင်ထားမယ်ဆိုရင်ဒီလိုအလှုပ်ရမ်းများတဲ့အချိန်ကိုအမျက်အစွန်းရမယ့်အခွင့်အရေးအဖြစ်ပြောင်းလဲနိုင်ပါတယ်ဒီနေ့မှာတော့ဝင်ငွေကြေညာချက်ထွက်တဲ့အချိန်မှာအသုံးဝင်တဲ့အလွန်လက်တွေ့ကျတဲ့ option strategy နှစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနည်းဗျူဟာကတော့ target buy လို့ခေါ်ပါတယ်ဒီနည်းလမ်းကမိတ်ဆွေတို့ဒီစတော့ရှယ်ယာကဈေးနည်းနည်းထက်ကျလာရင်ဝယ်ကျင်လိုက်တာလို့တွေးနေတဲ့သူတွေအတွက်ပါရိုးရိုးစတော့ရင်းနှီးမြှုပ်နှံသူအများစုကဈေးကျလာတာနဲ့ limit order ထားပြီးဝယ်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ options အယောင်းဝယ်မှာကျွမ်းကျင်သူတွေကတော့နောက်ထပ်တစ်ဆင့်ပုံမမြင့်မားတဲ့နီလန်းကိုအသုံးပြုကြပါတယ်။ဒါကတော့ put option ကိုရောင်းချတာဒါမှမဟုတ် target buy နီလန်းကိုသုံးတာပဲဖြစ်ပါတယ်။ဒီလိုလုပ်ခြင်းအပြင်မိတ်ဆွေလိုချင်တဲ့ဈေးနှုန်းအတိုင်းဝယ်ယူနိုင်တဲ့အခွင့်အရေးကိုရရှိမှာပါ။ဒီအပြင် option premium လို့ခေါ်တဲ့အခကြေးငွေကိုပါဂျားတွေကနေရရှိနိုင်အောင်ပါ။ဒါဟာမိတ်ဆွေလိုချင်တဲ့ဈေးနှုန်းနဲ့ stop share ကိုဝယ်နိုင်ခြေရှိသလိုတစ်ချိန်တည်းမှာဝင်ငွေပါရှာဖွေနိုင်တာကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြက်အောင်မြင်တဲ့နည်းဗျူဟာဖြစ်ပါတယ်ဥပမာအနေနဲ့ Rigo လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုရဲ့လက်ရှိ share ဈေးနှုန်းက$60လို့ဆိုပါစို့မိတ်ဆွေကဝင်ငွေကြေညာချက်ထွက်ပြီးရင်ဒီ share ကအကြီးအကျယ်ကျဆင်းနိုင်တယ်ဒါပေမဲ့$40အထိကျလာရင်တော့ဝယ်မယ်လို့မျှော်မှန်းထားပါတယ်ဒါကြောင့်မိတ်ဆွေက$40 strike price ရှိရဲ့ put option ကိုတယူနစ်ရောင်းချလိုက်ပါတယ်ဒီလိုရောင်းချလိုက်တာကြောင့်တစ် share အတွက်$2.5 premium ရရှိတယ်ဆိုပါစို့option တစ်ယူနစ်က share 100နဲ့ညီမျှတဲ့အတွက်စုစုပေါင်း$250ရရှိတာဖြစ်ပါတယ်။ဒီ target buy နည်းဗျူဟာမှာတက်တန်းစီတဲ့အခါ share ဈေးနှုန်းအပေါ်မူတည်ပြီးဖြစ်နိုင်ခြေနှစ်ခုရှိပါတယ်။ပထမဖြစ်နိုင်ခြေကတက်တန်းစေတဲ့ချိန်မှာ Rigo ရဲ့ share ဈေးနှုန်းက$40ထက်မြင့်နေတဲ့အခါဖြစ်ပါတယ်။ဒီလိုဆိုရင် put option ဝယ်ထားသူဝယ်လက်ကသူ့ရဲ့အခွင့်အရေးကိုအသုံးမပြုပါဘူး။ဘာကြောင့်လဲဆိုတော့ဈေးကွက်ထဲမှာ$40ထက်မြင့်တဲ့ဈေးနဲ့ရောင်းချနိုင်တာကို$40နဲ့မိတ်ဆွေကိုလာရောင်းမှာမဟုတ်ပါဘူး။ဒီတော့မိတ်ဆွေကလည်း share တွေဝယ်ယူဖို့တာဝန်မရှိတော့ပါဘူး။ရရှိထားတဲ့ premium $250ကအမျက်အစွန်းအဖြစ်အပြည့်အဝကျန်ရှိသွားမှာဖြစ်ပါတယ်။ဒုတိယဖြစ်နိုင်ခြေကတော့တက်တန်းစေတဲ့အခါ share ဈေးနှုန်းက$40အောက်ရောက်သွားတဲ့အခါပါ။ဒီလိုဆိုရင် put option ဝယ်လက်ကသူ့ရဲ့အခွင့်အရေးကိုအသုံးချမှာဖြစ်ပါတယ်။ဒီအခါမိတ်ဆွေအနေနဲ့ Rigo share 100ကိုတစ် share $40နှုန်းနဲ့ဝယ်ယူရမှာပါဒါပေမဲ့ဒါဟာမူလကတည်းကမိတ်ဆွေဝယ်ဖို့ရည်ရွယ်ထားတဲ့ဈေးနှုန်းဖြစ်ပါတယ်ထို့အပြင်$250 premium လေးရရှိထားတာကြောင့်တစ် share ရဲ့အမှန်တကယ်ကုန်ကျစရိတ်က$40မဟုတ်ပဲ$39.5သာရှိတော့တာဖြစ်ပါတယ်ဒီ target buy နည်းဗျူဟာအလုံးအသုံးဝင်ပေမဲ့အရေးကြီးတဲ့သတိပြုစရာအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ခုကတော့လိုအပ်တဲ့ငွေသားကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ share ဈေးနှုန်းကျဆင်းသွားတဲ့အခါဝယ်ယူနိုင်ဖို့အတွက်$40နှုန်းနဲ့ share 100အတွက်$4000ကိုအသင့်ပြင်ထားရမှာဖြစ်ပါတယ်ဒုတိယချက်ကတော့အမျက်နဲ့အရှုံးမျှတမှုကိုနားလည်ထားဖို့ပါပဲ put option ရောင်းချခြင်းကနေရရှိမဲ့အမျက်က premium ပမာဏအတိုင်းသာကန့်သက်ထားပါတယ်ဒါပေမဲ့ share ကိုဝယ်ယူပြီးတဲ့နောက်ဈေးနှုန်းဆက်လက်ကျဆင်းသွားမယ်ဆိုရင်တော့တာမန် share ဝယ်တယ်လို့ပဲအရှုံးတွေလည်းရှိနိုင်တယ်ဆိုတာသတိပြုရမှာဖြစ်ပါတယ်ကဲဒုတိယနည်းဗျူဟာကတော့ long straddle ပါဒီနည်းဗျူဟာကဈေးကွက်ရဲ့ဘယ်ဘက်ကိုရွေ့မယ်ဆိုတာမသိပေမဲ့ share ဈေးနှုန်းကတော့အကြီးအကျယ်လုခတ်လိမ့်မယ်လို့ခံမှန်းတဲ့အခါသုံးတဲ့နည်းဗျူဟာဖြစ်ပါတယ် long straddle ဆိုတာတက်တန်းတူပြီး strike price တူညီတဲ့ put option နဲ့ call option နှစ်ခုလုံးကိုတပြန်တည်းဝယ်ယူတာပဲဖြစ်ပါတယ်ဈေးနှုန်းတက်ရင် call option ကအများရပြီးဈေးနှုန်းကျရင် put option ကအများရတာကြောင့်ဘယ်ဘက်ကိုပဲရွေအများရဖို့အခွင့်အရေးရှိပါတယ်ဒီနည်းဗျူဟာဟာဈေးနှုန်းအတက်အကျအပေါ်လောင်ကြီးထပ်တာပဲဖြစ်ပါတယ်။ share ဈေးနှုန်းကအကြီးအကျယ်တက်တာပဲဖြစ်ဖြစ်ကျတာပဲဖြစ်ဖြစ်တစ်ဖက် option ကနေရတဲ့အမြတ်က option နှစ်ခုဝယ်ယူထားတဲ့ကုန်ကျစရိတ်ကိုကျော်လွန်သွားနေစုစုပေါင်းအမြတ်ရရှိမှာဖြစ်ပါတယ်။ဥပမာအားဖြင့် Rigo ကုမ္ပဏီရဲ့လက်ရှိ share ဈေးနှုန်း$60ဖြစ်ပြီးဝင်ငွေကြေညာချက်အပြီးမှာဈေးနှုန်းကအကြီးအကျယ်လုခတ်မယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့အသက်လားအကျလားဆိုတာတော့မသိပါဘူး။ဒီအခါမိတ်ဆွေက strike price $60ရှိတဲ့ call option ကို
$5နဲ့ဝယ်ယူပြီး strike price တူညီတဲ့ put option ကို$1နဲ့ဝယ်ယူတယ်ဆိုပါစို့ ဒီလိုဝယ်ယူလိုက်ရင်စုစုပေါင်းကုန်ကျစရိတ်ကကရှယ်ရောက်တာ$1,500ရှိမှဖြစ်ပါတယ်ဒီနေ့ဗျူဟာရဲ့အမြင့်ဆုံးအမြတ်ကတော့ theory ရဲ့အကန့်အသတ်မဲ့ဖြစ်ပါတယ်ဈေးနှုန်းကအကြီးအကျယ်လှုံ့ဆော်မယ်ဆိုရင်ကြီးမားတဲ့အမြင့်အဆုံးကိုရရှိနိုင်ပါတယ်ဒါပေမဲ့ဈေးနှုန်းကအများကြီးမလှုပ်ရှားခဲ့ပဲဥပမာ$59.5နဲ့$60.5ကြားမှသာရှိနေမယ်ဆိုရင်တော့ option တစ်ခုလုံးကတည်းအမြတ်အဆုံးရရှိမှာမဟုတ်ပါဘူးဒါကြောင့်ပေးထားရတဲ့ premium စုစုပေါင်းကအရှုံး fit ကြန့်ရှိသွားမှာဖြစ်ပါတယ် long straddle နီးဗျူဟာတော့ရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ်ပထမအချက်ကတော့ဈေးကွက်ရဲ့ဥတီယာကိုခံမှန်းစရာမလိုပဲဈေးနှုန်းရဲ့လှူရှားမှုပမာဏကိုပဲအဓိကထားပြီးခံမှန်းရတာဖြစ်ပါတယ်ဒါကြောင့်ဝင်ငွေကြေးညချက်တွေကြောင့်လူစိတ်ဝင်စားမှုများပြီးအယောင်းအဝယ်အများကြီးဖြစ်နိုင်တဲ့ရေပန်းစားတဲ့ stock share တွေကိုရွေးချယ်သင့်ပါတယ်ဈေးနှုန်းအလောက်အခနည်းမယ်ဆိုရင်အရှုံးပေါ်နိုင်တာကိုသတိပြုရပါမယ်မိတ်ဆွေတို့ဒီနေ့မှာဝင်ငွေကြေးညချက်ကိုအာရုံစိုက်ပြီး option strategy နှစ်ခုကိုရှင်းပြပေးခဲ့ပါတယ်options နည်းဗျူဟာတွေအကြောင်းပုံမထိရှိလို့တဲ့ဆိုရင်မူမူရဲ့ options သင်ခန်းစာ series တွေကိုဆက်လက်လေ့လာနိုင်ပါတယ်နောက်အခါမှာလည်းလက်တွေ့ကျပြီးနားလည်လွယ်တဲ့ options ပညာပေးအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်